ကဲကျွန်တော်မိတ်ဆွေများအားလုံးပဲကျွန်တော်ဒီကနေ့ဗုဒ္ဓဟူးနေ့ရဲ့ညနေခင်းမှာဆိုတော့ဖြင့်3ညခွန်ဆိုတဲ့ main ဩကွက်နဲ့ထိမိမိကိုအောင်ပွဲခံနိုင်ခဲ့ပြီဆိုတဲ့အခါကျတော့မနက်ဖြန်ကြာသာပါတယ်နေ့ရဲ့မနက်12နာရီ10မိနစ်ဈေးမှာလည်းပဲကျွန်တော်တို့ဆက်လက်ပြီးတော့အောင်ပွဲခံနိုင်ဖို့အတွက်အများကြီးမပြောဘူးအပိုးတွေမပြောဘူးဒီအပူးတစ်ကွက်ပဲထိုးနော်ဒီကနေ့ကျွန်တော်တို့ဗုဒ္ဓဟူးနေ့ညနေခင်းမှာ3ညခွန်ဆိုတဲ့ကဏ္ဍတစ်ကွက်ကိုဩကွက်နေရာကနေပြီးတော့ထိမိမိအောင်မြင်ခဲ့တယ်လို့မျိုးမနက်ဖြန်ကြာသာပါတယ်နေ့ရဲ့မနက်12နာရီ10မိနစ်ဈေးမှာလည်းပဲထိမိမိအောင်ကျင်ပါတယ်ပေါက်ချင်ပါတယ်ဆိုရင်ဒီအပူးတစ်ကွက်ပဲထိုးဆိုတော့လိုက်မှမယ်ဆိုတော့မိတ်ဆွေများအားလုံးကအစင်သင့်ပြန်ထားပေးပါနော်ဆိုရင်ကျွန်တော်ရဲ့ချစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာနော်ကျွန်တော်ရဲ့ဒုတိယရွှေပိုး YouTube channel လေးကနေပြီးတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေများအားလုံးကိုလွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ရှေ့ဆိုကျွန်တော်မိတ်ဆွေများအားလုံးမှာကျမ်းမာကြပါစေချမ်းသာကြပါစေလောအင်ဆန္ဒတလုံးတော်ဝါတွေပြည့်စုံကြပါစေစီးပွားဥစ္စာယတနာများလဲဒီရဲ့အလားထုတ်တဲ့ကြီးပွားကြပါစေခင်ဗျာနော်ဆိုမိတ်ဆွေများအားလုံးပဲကျွန်တော်တို့အစီအစဉ်လေးကိုစားကြရအောင်ဆိုတဲ့နေရာမှာကျွန်တော်မိတ်ဆွေများဒီဗီဒီယိုလေးကနေပြီးတော့ဘာတွေရသွားကြမလဲဆိုရင်အများကြီးကောင်းတဲ့မှတ်ထက်နဲ့ကောင်းရှုပ်တယ်အပူးတစ်ခွက်လို့သတ်မှတ်ထားနော်ကျွန်တော်ဒီကနေ့ဗုဒ္ဓဟူးနေ့ညနေခင်းမှာ3ညခွန်ဆိုတဲ့ကဏ္ဍတစ်ခွက်ကိုဩကွက်နေရာကနေပြီးတော့ထိမိမိအောင်ခဲ့တယ်လို့မျိုးပောက်ခဲ့တယ်လို့မျိုးမနက်ဖြန်ကြာတာပါတယ်နေ့မနက်12နာရီ10မိနစ်ဈေးမှာလည်းပဲကျွန်တော်တို့ထိမိဆက်လက်ပြီးတော့အောင်ပွဲခံနိုင်ဖို့ပောက်ဖို့ဆိုရင်ဒီအပူးတစ်ခွက်ပဲဒီတိုင်းပဲနော်ဆိုတော့လိုက်မှတ်ဖို့တော့အားလုံးပဲအစင်းသင့်ပြန်ထားပေးပါနော်အစင်းသင့်ပြင်နေတဲ့အချိန်အတောအတွင်းလေးမှာကျွန်တော်နည်းနည်းလေးပြောစရာရှိတာလေးပြောမယ်အရင်အရေးကြီးပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများဗီဒီယိုလေးကိုမကြော်ဘဲမရက်ဘဲနဲ့ပြီးဆုံးအောင်ကြည့်ပေးစေချင်ပါတယ်ဆိုရင်ကျွန်တော်တို့အစီအစဉ်လေးစကြရအောင်ဆိုတဲ့နေရာမှာဘယ်ကနေစပြောရမလဲဆိုတော့ကျွန်တော်ရဲ့အဖွဲ့ဝင်ကနေပဲစရမှာပဲเนาะကျွန်တော်ရဲ့အဖွဲ့ဝင်မိတ်ဆွေများကျွန်တော်ကိုပြောစရာစကားရှိလိမ့်မယ်ငါညီငါမောင်ရင်ငါသားရင်ဟာလာအကိုတို့အမတို့အမေတို့ရဲ့ဟူးမကျော်ပတ်တီးကတော့ဖြင့်ကန်အားလျော်စွာနဲ့ဗုဒ္ဓဟူးနေ့ညနေရောက်တဲ့အထိထွက်မလာခဲ့ဘူးဆိုတော့အမေတို့ဘာဆက်လုပ်ရမလဲအကိုတို့ဘာဆက်လုပ်ရမလဲငါညီအမတို့ဘာဆက်လုပ်ရမလဲငါမောင်ရင်အမတို့ဘာဆက်လုပ်ရမလဲစသဖြင့်ဆိုတဲ့အခါကျွန်တော်တို့ဒီနေ့ညနေအောင်မြင်သွားတာကနေ့တိုင်းအောင်မြင်သွားတာလေ3ညခွန်ဆိုတဲ့ကဏ္ဍတစ်ခွက်ကအဖွဲ့ဝင်တွေမအောင်ဘူးဆိုတဲ့အခါကျတော့ကကျွန်တော်ရဲ့အဖွဲ့ဝင်မိတ်ဆွေများဒီလို site သေးချာချာလေးနားထောင်ပေးပါနော်ဆိုတော့ကျွန်တော်ရဲ့အဖွဲ့ဝင်မိတ်ဆွေများကိုအာနာနဲ့ပဲဟာလားရှေ့မျက်နှာရှေ့ထားပြီးပြောရမှာပဲနော်ကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆိုလို့ရှိရင်ဒီပတ်တီးတစ်လုံးကိုဆက်ပြီးတော့လိုက်ရလိမ့်မယ်ဘာကြောင့်လိုက်ရမလဲဆိုတော့ကဒီပတ်တီးတီမပြောက်ပတ်တီးဖြစ်နေလို့အများကြီးမဟုတ်ဘူးမနက်ဖြန်ကြာတာပရိနေတနေ့ကိုပဲကျွန်တော်ကိုနားလည်ပေးပြီးတော့ကဒီတရက်ကလေးပဲဆက်ပြီးတော့လိုက်ပေးစေချင်ပါတယ်နော်ဆိုတော့ဘာပြောချင်တာလဲဆိုတဲ့အခါကျတော့နားရှုသွားမှာဆိုလို့အဖွဲ့ဝင်မိတ်ဆွေများအာနာနဲ့ပဲရှင်းမျက်နှာရှေ့ထားပြီးပြောပြရစေမနက်ဖြန်ကြာတာပရိနေတနေ့ကိုတော့ဖြင့်ကျွန်တော်ရဲ့ဟိုးမကျော်ပတ်သေးလေးကိုဆက်ပြီးတော့လိုက်ပေး